Okay ဒီဗီဒီယိုမှာအားလုံးအတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုကျွန်တော်လာပြီး sharing လုပ်ပေးမယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ Starlink ရဲ့ပဲ့ကန်ရှင် Elon Musk ကမြန်မာနိုင်ငံအတွက် Starlink ဒီ internet အသုံးပြုခွင့်အခမဲ့သူကပေးသွားမယ်ဆိုတဲ့အကြောင်းအရာပါအခုဒီမှာပြလာတဲ့ Starlink ရဲ့ official X account တနည်းအားဖြင့်တော့ SpaceX ရဲ့ဒီ internet ဂျိုတုတွေရောအသုံးပြုပြီးတော့ဗောနော်ပြီးခဲ့တဲ့ကြောက်စရာကောင်းလာတဲ့မြင်းကလေးလောက်ခတ်မှုဖြစ်စဉ်မှာထိခိုက်ဒဏ်ရာရရှိသွားတဲ့ data ခံတွေကိုအရေးပေါ်ကုညီကယ်ဆယ်ရေးပေါ့နော်ဒါဆက်သွယ်ရေးအနေနဲ့လည်းကျွန်တော်တို့တွေတော်တော်လေးအရေးကြီးတဲ့အတွက်ကြောင့်မလို့ Starlink ကနေပြီးတော့သူတို့တွေဒီ service ကို provide လုပ်ပေးပါမယ်ဆိုပြီးတော့ official ကြေညာလာပါတယ်ဒါပေမဲ့စီးမြင်တစ်ခုရှိတာကတော့ Starlink အနေနဲ့နိုင်ငံတော်အစိုးရရဲ့ခွင့်ပြုချက်ရရှိပြီးတော့မှဒါတဲ့သူတို့ဒီ service တွေကို provide လုပ်ပေးနိုင်ပါမယ်ဆိုပြီးတော့ထည့်သွင်းရေးသားထားပါတယ်အဓိကထိခိုက်ခံစားရတာကမြန်မာနဲ့ထိုင်းနှစ်နိုင်ငံထိုင်းနိုင်ငံကြတော့သူတို့အစားတွေကပွင့်လင်းမြင်သာမှုရှိတယ်ပြီးတော့အစိုးရရဲ့ဒီရန်တရားတွေကလည်းပုံမှန်လဲပတ်နေတယ်ပြီးတော့လူထုရဲ့ထောက်ခံအားပေးမှုတွေပြီးတော့အစိုးရကနေလည်း readiness လို့ခေါ်တဲ့အစဉ်အသင့်အနေထားမှာသူတို့အရက်ဖက်အဖွဲ့အစည်းတွေရောအစိုးရအဖွဲ့အစည်းတွေရောအားလုံးထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူတွေကိုကယ်ဆယ်ပြီးသွားပြီဒါပေမဲ့ကျွန်တော်တို့ပြည်တွင်းကထင်သလောက်မရိုးရှင်းတဲ့အပြင်မှာနိုင်ငံတော်အစ်စ်အနေနဲ့ခွင့်တောင်းပြီးတော့မှသူတို့ကကုညီထောက်ပံ့မှုပေးမယ်ဆိုတော့လက်ရှိပြည်တွင်းမှာရှိနေတဲ့အဖွဲ့အစည်းတွေနိုင်ငံတော်အစ်စ်တွေကရောလက်ခံပါမလားအခုလိုမျိုးတဘာဝဘေးရန်တွေဖြစ်တဲ့ငလင်တန်တွေ့ကြုံခံစားရပြီးတော့ဆက်သွယ်ရေးပြတ်တောက်သွားတဲ့အခြေဒီမျိုးမှာ Starlink ရဲ့အခန်းကဏ္ဍအင်မတန်မှအရေးကြီးစွာနဲ့ပါဝင်လာပါတယ်ကျွန်တော်တို့လက်ရှိအသုံးပြုနေကြတမယိုးကြ internet တွေဆက်သွယ်ထားပုံက cell tower တိုင်းတွေမြေအောက်ကပြေးတဲ့ fiber optic cable line တွေဒါတွေနဲ့အလုပ်လုပ်တာအခုလက်ရှိအချိန်မှာငလင်တန်ကြောင့်ဒါတွေအကုန်လုံးအဆက်အသွယ်ပြတ်တောက်သွားတယ် Starlink အလုပ်လုပ်ပုံကတော့ဂျိုရုတွေကိုကမ္ဘာပတ်လမ်းတွေကိုလွှတ်တင်ထားတယ်မြောင်များစွာသောဂျိုရုတွေကနေပြီးတော့ပြန်ပြီးတော့ internet connection တွေဒီကမ္ဘာမြေကိုပြန်ပေးတယ်အဲ့တော့မြေသည့်နေရာဒေသမရွေ Starlink device ရှိရဆိုလို့ရှိရင်ကျွန်တော် internet အသုံးပြုလို့ရမှာဖြစ်တယ်Starlink နဲ့ပတ်သက်ပြီးတော့ရှေ့မှာလည်းတာရကကောင်းတွေအများကြီးရှိခဲ့ပြီပြီးခဲ့တဲ့တူရကီငလင်လှုပ်ခတ်မှုမှာလည်းဒီ Starlink provide လုပ်ပေးတယ်ဒီ Starlink နဲ့ပတ်သက်ပြီးတော့သူတို့ကယ်ဆယ်ရေးအကူအညီတွေများစွာရရှိခဲ့တယ်ယူကရိန်းနဲ့ရုရှားစစ်ပွဲအတွင်းမှာအာဝါရီကျွန်းမီးလောင်မှုဖြစ်ပွားစဉ်အတွင်းမှာဒါ Elon Musk ကနေပြီးတော့ Starlink ကို provide လုပ်ပေးထားခဲ့တယ်ရလက်ကတော့အရေးပေါ်ဆက်သွယ်ရေးတွေပြန်လည်ရရှိလာပြီးတော့ကူညီကယ်ဆယ်ရေးတွေလူသားချင်းစာနာထောက်ထားမှုအကူအညီတွေနဲ့ပြန်လည်နေရာချထားရေးစတဲ့ကိစ္စတွေမှာအစိုးရတွေရောဒါလူမှုအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပါဆက်သွယ်လာနိုင်တဲ့အတွက်အကျိုးကျေးဇူးတွေများစွာရရှိစေခဲ့တယ်ဒီနေရာမှာကျွန်တော်တို့ပြည်သူတွေအတွက်အကြီးမားဆုံးသောစိန်ခေါ်မှုတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်တော့ Starlink service ကိုမြန်မာနိုင်ငံမှာတရားဝင်ရရှိနိုင်ခြင်းမရှိသေးတာပါလက်ရှိပြည်တွင်းရဲ့ internet အသုံးပြုမှုပေါ်မှာအစိုးရအနေပြီးတော့ကန့်သက်ထားတာရှိတယ်ထိန်းချုပ်ထားတာရှိတယ်ဒါကြောင့်မလို့ Starlink ကအခုသူတို့ရဲ့ device တွေကိုပြည်တွင်းကခက်ခဲနေတဲ့ data တွေကိုသူတို့လာပြီးတော့လှူဒန်းမယ်ကူညီထောက်ပံ့ပေးမယ်ဆိုရင်တော့မှဒီ device တွေအသုံးပြုမှုရရှိမှုကလက်ရှိအစိုးရရဲ့ခွင့်ပြုမှုပေါ်မှာအများကြီးမူတည်နေတယ်။အကယ်၍များခွင့်ပြုချက်ရရှိခဲ့တယ်ဆိုလို့ရှိရင်တဘာဝဘေးရန်ရဲ့တင့်တဲ့ data တွေကမိဘပြည်သူတွေကိုမြန်မြန်ဆန်ဆန်ဆက်သွယ်လာနိုင်မယ်ထိရောက်မှုရှိစွာကူညီပေးလာနိုင်မယ်ခွင့်ပြုချက်တာမရရှိခဲ့ဘူးဆိုလို့ရှိရင်တော့ရေးပေါ်ဝန်ဆောင်မှုတွေပေးဖို့အတွက်ဒီလိုခက်ခဲတဲ့ data တွေမှာတော်တော်လေးရုန်းကန်နေရအောင်မှာဖြစ်တယ်။ဒီကိစ္စ game changer ဖြစ်သွားနိုင်တဲ့အတွက်ကြောင့်မလို့တာဝန်ရှိလူကြီးမင်းများလည်းဒါနဲ့ပတ်သက်ပြီးတော့တေချာလေးဂရုဏာထားပြီးတော့စဉ်းစားစေချင်ပါတယ်။ဗီဒီယိုကြည့်ရှုအားပေးတဲ့ချစ်ပိတ်တဲ့မိတ်ဆွေအပေါင်းတို့ကိုလည်းဒီဗီဒီယိုလေးကိုတာဝန်ရှိတက်ဆိုင်ရာလူကြီးမင်းများသိရှိအောင်လို့ sharing လုပ်ပေးသွားကြပါလို့မေတ္တာရက်ခံအပ်ပါတယ်။အားလုံးကျေးဇူးများကြီးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်။